မြမြခဏနေအောင်ဒီဘာဖြစ်လို့မနေ့ကအတမ်းမတက်တာလဲဟိုလေဖြားနေလို့ပြောလိုက်ရင်စင်ကြီးကြီးပဲအဲ့စင်ကြီးကအရင်ဘက်တုန်းကလည်းနေအဲ့လိုပဲပြောခဲ့တာမဟုတ်လားဆရာလည်းတမန်များနေတာဟိုနေ့ကလေမိုးရွာလေပြန်တော့မုန်းမိပြီးတော့နိုင်ချီခိုင်းရှင်ယုံရမယ်အာကြီးယုံရမယ်နေအဲ့ဖြားတာနဲ့လေလောက်စားနေတာမနေတော့နော်ဆရာလည်းတဘောဖြားတာကဲတော့နော်မနေ့ကနော်ငါနေ့ကအိမ်သားတွေထပ်ဖို့နော်အိမ်သားပေးလိုက်တယ်အဲ့အိမ်သားထပ်မယ်နေကြမှာကွက်ပြီးတော့နင်ဖြားတာနော်အဲ့တော့တော်တော်ယုတ်တိရှိတယ်နော်တော်တော်ယုတ်တိရှိတယ်ဟုတ်ပြီထားပါဆိုတော့ဟုတ်ပြီအဲ့နင်မနေ့ကဒါတန်းပြတ်တယ်ဆိုတော့အိမ်သားတော့ပြီးမှာပေါ့နော်အေးဟုတ်တယ်မနေ့ကမထပ်သေးတဲ့အိမ်သားနဲ့အတင်းလေးပေးရထပ်ရမယ်ပြီးပြီလားပြီးတယ်ဆရာပြီးပြအိမ်ကတော့ပြီးသွားပြီပြီးပြလေသူကဆောင်းအောင်းထဲမှာလေးကျန်နေရဟာစောင်းကုန်သွားတော့တဲ့ဝင်နေအေးယုံလန်အောင်မယ်နော်တောထဲမှာယုံလန်အောင်မယ်တိလားနော်အဲ့ဒါမျိုးတွေငါတို့ကလှုပ်စားလာတာနော်လာပြီးတော့ဖက်ကြီးမရိုင်နဲ့ကုန်းသွားလို့လေအတင်းလေးဝင်နော်ဒါမျိုးကငါတို့ကဖြစ်လာတာနော်လာပြီးတော့ထုဖို့မစင်းစားနဲ့နော်ကဲအဲ့ဆိုတော့နေအိမ်သာမပြီးဘူးဆိုတော့နော်ပြီးပါတယ်စိုးစိအားလည်းနေသမောမပြီးဘူးဆိုတော့နေအိမ်သာတော့ရမှာပေါ့နော်ကြပြအိမ်သာပေးတာနေကြပြတော့ရမှာပေါ့ကဲဟုတ်ပြီအဲ့ဆိုအနေနဲ့ဆက်လက်မကြည့်နဲ့အေးဟုတ်ပြီအဲ့ဆိုတော့ကဲမနေ့ကငါမြကန်တာကြပြချက်ခိုင်းလိုက်တယ်နော်အိမ်သာလည်းထားခိုင်းလိုက်တယ်ဆိုတော့ရပြီလားကြပြအေးရရွတ်ပြ